ငင်းဦးရဲ့ဤလေပြေသည်အေးစိတ်နေတော်လေခိုင်တယောက်စိတ်လှရှာမှုကြောင့်လက်ဖျားများနှွေးနေသည်သူမတို့မိသားစုအတွက်အသင်ငားထားသည့်အင်္ဂလိပ်ကိုသူမရှေ့တွင်ညင်နေရပြီအင်ကတိုက်တန်းလျာပုံစံနှစ်ထပ်တိုက်ကလေးအိမ်တအိမ်လုံးကိုအပြာနှုတ်ရောင်ဆေးများတုတ်ထားသဖြင့်လာရောင်အောက်တွင်အေးစိမ့်စိမ့်နှင့်ထူးခြားသောအလှရှိနေသည်ကိုကဲဒီအိမ်ကြီးကတကယ်ပဲ9000ထဲလာရင်ခိုင်ပြမယုံနိုင်ဘူးခိုင်ကသူမဘေးတွင်ရနေသည့်ခင်ပြင်းဖက်သူကိုကင်ကိုလမ်းမေးလိုက်သည်ကိုကင်ကပြုံးရင်းခေါင်းညိတ်ပြသည်အေးလေမင်းရောက်ခမာကြီးလိုက်ရှာပေးထားတာပဲဒီရောက်ခွက်ထဲမှာဒီလိုအိမ်မျိုးဆို8000 9000အောင်မရဘူးအခုဟာက9000ဆိုတော့တို့ကန်ကောင်းတာပေါ့ခိုင်ရဲ့ခိုင်ဒီအင်္ဂလိပ်ကိုစူးစမ်းကြည့်မိသည်အောက်ထပ်တွင်အခန်းတစ်ခန်းအပေါ်ထပ်တွင်အိတ်ခမ်း3ခန်းပါသည့်အိမ်ကြီးက9000ဆိုသည်မှာလက်ဆောင်ပေးသည်ဟုပင်ဆိုနိုင်သည်ခုနှစ်အရွယ်သားကြီးနဲ့နှစ်အရွယ်သမီးလေးတို့အတွက်လည်းစော့ကစားစရာနေရာကျဲကျဲဝန်းဝန်းရပြီမို့ခိုင်ကျေနပ်နေသည်သို့တော့အိမ်ရှိတန်ပန်းတကားကိုဖွင့်လိုက်သည့်အချိန်တွင်ခိုင်ကြောရိုးတဲ့သိန်းစိန်ခဏန်းခန်းစားချက်တစ်ခုဖြတ်ပြေးသွားသည်အိမ်ထဲကတိုးထွက်လာသည့်လေတို့သည်အေးဆက်ဆက်နိုင်လို့တော့မကတစုံတစ်ခုသောအနံ့အသက်ကနှာခေါင်းထဲသို့တိုးဝင်လာသည်ဟောင်းနွမ်းနေသည့်အနံ့မျိုးလည်းမဟုတ်ဖုံနံ့မျိုးလည်းမဟုတ်ပဲဖော်ပြရခတ်သည့်အေးဆက်ဆက်အနံ့တစ်ခုဘာဖြစ်လို့လဲခိုင်ဘာမှမဟုတ်ပါဘူးကိုကင်းအိမ်ထဲမှာလေမဝင်တာကြားလို့ထင်တယ်အနံ့ကတမျိုးပဲသူမတို့မိသားစုအိမ်ထဲအပစ္စည်းများစတင်တည်ယူကြသည်အပေါ်ထက်ကိုတတိလေကားကတစ်တားလေကားချူပြီးနှိမ့်လိုက်တိုင်းကျွီးဟုမိတန်ပေးနေသည်ခိုင်ကအပေါ်ထက်မှအရှိဘက်ဝရန်တာဘက်ကိုမျက်နှာမြူထားသည့်အခန်းကျဲကြီးကိုအဓိကအိခန်းထိရွေးလိုက်သည်ကြံသည့်အခန်းတစ်ခန်းနဲ့တစ်ခန်းကိုဖျားခန်းလိုရန်ဆုံးဖြတ်လိုက်ပြီးကြံသည့်တစ်ခန်းကိုတော့ပစ္စည်းတို့နောက်ခန်းအထိပိတ်လိုက်သည်ထိုညကပစ္စည်းများနေရာချရင်အချိန်တော်လင့်သွားသည်ကိုကင်ကဟိုတယ်မှာအလုပ်လုပ်သူဖြစ်တဲ့ခင်မနက်ဖြန်အလုပ်သွားရမည်မို့စောစောအိပ်ရာဝင်သွားသည်ခိုင်ကတော့ကလေးနှစ်ယောက်ကိုတိတ်ပြီးမှအိမ်ကိုတစ်ချက်ပတ်ကြည့်မိသည်ထိုချိန်တွင်သူမသတိထားမိတာကအိမ်ကြီးမျက်စိချက်ပင်ဖြစ်သည်ဒီအိမ်ကြီးမျက်စိချက်ကတခြားအိမ်ဒီလိုအခန်းလိုက်အသေးပိတ်ထားခြင်းမရှိပဲတအိမ်လုံး၏အပေါ်ဘက်တွင်ဟာလာဟင်းလုံးကြီးဖြစ်နေသည်ဆိုလိုတာကမျက်စိချက်အပေါ်ကိုတက်ကြည့်မယ်ဆိုရင်ဘေးအိမ်တွေစီအထိလင်းလျှောက်သွားယူရမယ်ပုံစံမျိုးဖြစ်သည်ခိုင်ဒီမျက်စိချက်ကိုကြည့်ရင်အလိုလိုနေရင်သေးတွေတုံလှုပ်လာသည်တစုံတစ်ယောက်ကထိုမျက်စိချက်အပေါ်ကနေသူမတို့ကိုငုံကြည့်နေသလိုခံစားချက်မျိုးသူမခေါင်းကိုခါယောင်းလိုက်ပြီးမိခလုတ်ကိုပိုက်ခဲ့ရင်အိပ်ရတဲ့သူအများကြီးခဲ့သည်ညနာတန်းကောင်အချိန်အိပ်ပြောနေသည့်ခိုင်သည်ထူးဆန်းသည့်အတန်တစ်ခုကြောင့်လှနိုးလာသည်ကျွီးဂရုံအတန်ကအပေါ်မျက်စိချက်ပေါ်ကလာရှင်းတဲ့သည်ကြွပရေးသည့်အတန်မျိုးမတူပဲတစုံတစ်ယောက်ကလေးနန်းသည့်အရာတစ်ခုကိုတရွတ်ဆွဲနေသည့်အတန်မျိုးခိုင်ရင်တုံစွာနဲ့ဘေးကကိုကင်းကိုလမ်းနိုးတော်လဲကိုကင်းကတော့နှစ်ချိုက်စွာအိပ်ပျော်နေစေထို့အတန်သည်ဖျားခန်းချီတတ်မှတ်ထားသည့်အခန်းစီသို့တဖြည်းဖြည်းရွေ့သွားပြီးငြိမ်သက်သွားသည်ခိုင်သည်စောင်းကိုခေါင်းမြေးချုံထားတဲ့မှာထူးဆန်းသည့်အသည့်တစ်ခုဝင်လာသည်ဒီအိမ်ကဘာလို့ဒီလောက်ဈေးပေါ်နေရတာလဲ